ဒီဗီဒီယိုလေးကိုတွေ့တဲ့သူလေးတွေကအရန်ကိုကောင်းတဲ့သူလေးတွေဖြစ်မှာပါ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့အခုပြပေးမယ့် item လေးတွေကတစ်ခါမှမပေးဘူးသေးတဲ့ promotion ကြီးနဲ့ပေးထားတာဖြစ်လို့ဘာပစ္စည်းလေးတွေဖြစ်မလဲဆိုတာကိုသိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ရှင်။ကဲဒီအခုပေါ့နော်ပြပေးနေတဲ့မိုးကုတ်နီလာဆိုလို့ရှိရင်စိန်ရလဲ3ဘတ်တောင်ပါပါတယ်ရှင်။ဈေးနှုန်းမူရင်းဈေးလေးကတော့86သိန်းနဲ့9000ကိုအခုပေါ့နော်ဒါအထူးဈေးနဲ့ဆိုလို့ရှိရင်တော့60သိန်းအတိနဲ့ရပါမယ်ရှင်။ပြပေးပါမယ်ဒါလေးကတော့မိုးကုတ်နီလာကိုမှသူကစိန်ဆွတ်လေးနဲ့ခတ်ပေးထားတဲ့ဒီဇိုင်းလေးပါဒါလေးဆိုလည်းအရန်တန်တဲ့ဈေးနှုန်းလေးနဲ့ရောင်းပေးမှာပဲဖြစ်ပါတယ်ရှင်ဒါကတော့မိုးရသည့်ကျိုး promotion တွေကိုချပေးနေတာပဲဖြစ်ပါတယ်ရှင်မိုးရသည့် promotion တွေချပေးနေတာပဲဖြစ်ပါတယ်ဒီဆွဲသီးဆိုလို့ရှိရင်တော့ဈေးနှုန်းက63သိန်းနဲ့9000ကို350အတိနဲ့ရမှာပဲဖြစ်ပါတယ်ရှင်ဘက်ဆယ်လာလေးဖြစ်တဲ့ဒီဇိုင်းလေးပါဘက်ဆယ်လာဒီဇိုင်းလေးပါနီလာလေးတွေကလည်းမချဘူးလို့ပေါ့နော်ဒီတစ်ခါတော့ရအောင်ယူပါရှင်ဒီဟာလေးကလေဒီတစ်နှစ်မှတစ်ခါတော့ကျွန်မမချတဲ့ဈေးနှုန်းလေးတွေနဲ့ပေါ့နော်အခုရောင်းပေးချင်လို့ပါဒီနီလာလေးတွေဈေးနှုန်းလေးကတော့63သိန်းနဲ့3000ပါမူရင်းဈေးက63သိန်း3000ပါလေးရဆိုလို့ရှိရင်တော့350အတိနဲ့ရမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်မျိုးကလည်းတကယ်လို့မှပေါ့နော်ပွဲတက်ထိကိုထထကြီးဝတ်လို့ရမယ်မိုးကုတ်နီလာဆွဲသီးကိုမူရင်းဈေးက68သိန်း4000ကို88သိန်းအတိနဲ့ယူပါရှင်88သိန်းအတိနဲ့ရပါမယ်ရှင်တစ်ခုပြပေးချင်တာလေးကတော့သူကလေဒီဟာဆိုလို့ရှိရင်လေကြောက်ကအရန်ကိုမှအရေးလှတယ်အရန်အရေးထပ်ပြီးတော့မှအရေးလှတယ်နီလာဆွဲသီးပါရှင်ပွဲတက်ထိကိုရပါတယ်ဒါကမူရင်းဈေးက82သိန်းနဲ့9000ကို66သိန်းအတိနဲ့ယူပါရှင်ကြောက်ပိုးနဲ့ကိုတကယ်ကိုတန်နေပါပြီဒါကဲနောက်တစ်မျိုးလေးကတော့အရန်ချစ်စရာကောင်းသောလေးပါရှင်အရန်ချစ်စရာကောင်းသောလေးကိုဘယ်ဈေးနဲ့ပေးမလဲဆိုတာကတော့53သိန်း6000ကို42သိန်းအတိနဲ့ရောင်းပေးပါမယ်ရှင်ဥသူယူပါရှင်ဒီနီလာလော့ကတ်ကြီးကတော့42သိန်းအတိနဲ့ယူပါရှင်အခုပြပေးနေတဲ့ပေါ့နော်အခုပြပေးနေတဲ့ဒီဆွဲသီးကြီးတွေကတစ်နှစ်မှတစ်ခါတော့မရတဲ့အခွင့်အရေးတွေဖြစ်လို့အခု short ဈေးလေးတွေရှိတော့ပေါ့နော်ဒါလက်ဦးမှုလေးရရှိဖို့တော့လိုပါမယ်ရှင်ဒီဆွဲသီးလေးတွေကကုန်သွားလို့ထပ်ခတ်ရင်လေကျမတို့ဒီဈေးတန်းလေးတွေနဲ့မရတော့ပါဘူးအခုပြပေးထားတဲ့နီလာဆွဲသီးတွေက limited item လေးတွေဖြစ်လို့တိုက်နှစ်သက်လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီပစ္စည်းလေးတွေမကုန်ခင်ပေါ့နော်ဒါအမြန်ဆုံးလာရောက်ဝယ်ယူအားပေးဖို့မရဖိတ်ခေါ်ပါရရှင်အီယနာအမကန်စင်ရှင်နာဆိုင်ကြီးကတော့ Time City Jewelry Mall 3 လောက်မှာပရမရှိဖွင့်လှစ်ရောင်းချပေးနေပါတယ်ရှင်